စိတ်ရှည်ခြင်း၏အလင်းရောင်တင်းသည်စိတ်တိုတတ်သောမိန်းကလေးတစ်ဦးဖြစ်သည်သူမသည်သူမ၏နေကြပန်းလေးများကိုအမြန်ပွင့်စေခြင်းတော်လဲပန်းလေးများကတုံ့လုံနေစေဖြစ်သည်ဘာလို့ဒီလောက်ကြာနေတာလဲဟုသူမကစိတ်မရှိစွာမြည်သွားလိုက်သည်သူမသည်ပန်းအိုးဘေးတွင်စောင့်ကြောက်ထိုင်ကနေကြောင်ငုံလေးကိုစိုက်ကြည့်နေသည်ထိုစဉ်အရွက်တစ်ခုပေါ်တွင်ထူးခြားသောအရာတစ်ခုကိုသူမတွေ့လိုက်သည်ထိုအရာမှာရွှေရာတောက်နေသောခရုလေးတစ်ကောင်ဖြစ်သည်ခရုလေးသည်သူမကိုကြည့်ကပြောနေတဲ့အရှိသည်မင်္ဂလာပါနှင့်ဟုခရုလေးကတူးပြင်းသောအတိုင်ဖြင့်နှုတ်ဆက်လိုက်သည်တင်းသည်အလွန်အံ့ဩသွားသည်မင်းကပဲသူလဲပြီးတော့ဘာလို့ဒီလောက်ဖြည်းဖြည်းလေးသွားနေတာလဲဟုသူမကမေးသည်ခရုလေးကဖြည်းဖြည်းစွာလှုပ်ရှား၏ငါနာမည်ကစီလို့ခေါ်ပါတယ်ငါကလမ်းမှာရှိတဲ့လက်ပတ်တဲ့အရာတွေကိုတေချာမြင်ခြင်းလို့ဖြည်းဖြည်းသွားတာပါဟုဖြစ်သည်ငါရဲ့နေကြပန်းလေးတွေအမြန်ပွင့်အောင်မင်းလုပ်ပေးနိုင်မလားဟုတင်းကအားကိုတကြီးမေးလိုက်သည်ဇေကကောက်ကိုဖြည်းဖြည်းချင်းခါပြပြီးအရာတိုင်းမှာသူ့အချိန်နဲ့သူရှိတယ်ပြီးရဲ့သဘာဝတရားရဲ့အချိန်ကိုအတင်းတွန်းအားပေးလို့မရဘူးဟုအေးဆေးစွာပြောသည်ဇေဒီတစ်ရွက်ဖျားပေါ်ရှိတင်းဆက်လေးတစ်ဆက်ကိုဖြိုပြသည်ဒီတင်းဆက်လေးကနေရောင်ကြီးကိုစောင့်နေတာသူကအပြင်မလိုဘူးဒါကြောင့်လဲသူကတက်တန်းရောင်တွေတောက်နေတာပေါ့ဟုရှင်းပြသည်တင်းဆက်လေးသည်နေရောင်အောက်တွင်ဝင်းလက်နေသည်တင်းသည်နေကြောင်ငုံလေးတစ်ခုကိုလက်ဖြင့်ဆွဲပွင့်ရန်ကြိုးစားလိုက်သည်သူမသည်စောင့်ရသည်ကိုပြင်းရနေပြီဖြစ်သည်သို့တော်ဇေကမလုပ်ပါနဲ့နှင်းအင်အားသုံးပြီးဖွင့်လိုက်ရင်ပွင့်ချက်လေးတွေနာသွားလိမ့်မယ်သူတို့ကအစင်တင်းဖြစ်တဲ့အထီးဆောက်ပေးရတယ်ဟူတားမြင့်လိုက်သည်မြေကြီးအောက်ကအမြင့်လေးတွေကရေကိုတိတ်တဆိတ်တောက်နေကြတာသူတို့အလုတ်လုံနေတာကိုငါတို့မမြင်ရပေမဲ့သူတို့လည်းစူးစမ်းနေကြတယ်ဟူစီကဆက်ပြောသည်တင်းသည်မြေကြီးကိုငုံကြည့်လိုက်ပြီးပါပင်လေးကိုညင်သက်စွာကြည့်နေမိသည်နေဝင်ချိန်တွင်တင်းကျင်စေတို့သည်ခြံထဲတွင်အတူတူထိုင်နေကြသည်ကောင်းကင်ကြီးကလိမ်မော်ရောင်တန်းနေသည်လေပြေးအေးလေးတိုက်ခတ်လာသည်ကိုတင်းခံစားမိသည်အခုလိုငြိမ်ငြိမ်လေးထိုင်နေရတာတကယ်ပဲအေးချမ်းတာပဲနော်ဟူတင်းကဝန်ခံလိုက်သည်နောက်တစ်နေ့မနေ့တွင်တင်းသည်ခြံထဲသို့အပြည့်ထွက်လာသည်သူမအံ့ဩဝမ်းသာသွားရသည်နေကြပန်းကြီးကတပတ်စွာပွင့်အားနေပြီးနေရောင်အောက်တွင်ရွှေရောင်တောက်နေသည်သူမအတင်းမလုပ်ပဲစိတ်ရှိစွာဆောင်ဆိုင်ခဲ့ခြင်းကြောင့်ပန်းလေးသည်ပို၍တပတ်နေတယ်လို့ခံစားရသည်ဇေဒီပန်းပွင့်ကြီး၏အလဲတွင်ရှိနေသည်တွေ့လားနင်းစိတ်ရှိခြင်းကအကောင်းဆုံးရလဒ်ကိုပေးတာပါဟုသူကပြောသည်တင်းသည်ဇေကိုကျေးဇူးတင်လိုက်ပြီးဘဝတွင်အရာရာကိုစိတ်ရှိစွာဖြင့်တန်ဖိုးထားတတ်ရန်သင်ခန်းစာရရှိသွားခဲ့သည်